Yo, all of me, United Diary Bank, go to YouTube, Facebook, and TikTok, Chishu, pray that all of my say channel, which I'm going to Java. Yeah. So I go to Ma, Tigan need to know July on the Sunday, so the lay any pit out. July on the Sunday, lay any Mazona, United, then who lame, Chadi, but around such around the Sakon Yadi. So the Yadi do chase and where do the Amia Westing, how she love Shepherd. Dinya to know Yamasano Jay, Jora. 9နိုင်ခွဲပေါ့နော်9နိုင်ခွဲမှာရှင်ပြိုင်ကစားမဲ့ပွဲကဆိုတော့ Norway Club Rosenborg အသင်းနဲ့ရှင်ပြိုင်ကစားသွားမှာဖြစ်တယ်ဆိုတော့ကျွန်တော်ပြန်ပြီးတော့စဉ်းစားပြီးခဲ့တဲ့ပွဲစဉ်ကWashington ဒီ West Ham ပေါ့နော် West Ham ကိုသူတို့အနေနဲ့ရှုံးနေ1-0နဲ့ရှုံးနေခဲ့တဲ့ပွဲစဉ်မှာတော့ခြေစမ်းပွဲဖြစ်တဲ့အတွက်အနိုင်ရှုံးဆိုတာထက်ကိုဆိုတော့ဘယ်ကစားသမားတွေကကောင်းပြီးဘယ်ကစားသမားတွေကမကောင်းခဲ့ဘူးလေဆိုတဲ့ဟာကိုကျွန်တော်ပြန်ပြီးတော့မက်ဂါရီမြင်ရမှာဖြစ်ပါတယ်ကျွန်တော်ကောင်းတဲ့ကစားသမားတွေကျွန်တော်ပြန်ကြည့်ရအောင်ပထမဆုံးချီးကျူးချင်တာတော့အန်ဒရီဆန်တိုပဲဗျအဲ့ဒီပွဲမှာဆိုရင်အန်ဒရီဆန်တိုရဲ့ဒါကျွန်တော်လှုပ်ရှားမှုတွေကျွန်တော်တက်ပင်နေကြဒရစ်ပင်တွေကတကယ်ကိုကောင်းခဲ့တယ်ဒါပထမပိုင်းတစ်ပိုင်းလုံးကဒါလူကြီးကစားသမားတော်တော်များများသုံးတယ်ဒုတိယပိုင်းတစ်ပိုင်းလုံးကဒါလူငယ်ကစားသမားတွေပဲသုံးတဲ့အနေအထားမျိုးဆက်တယောက်လုံးလဲလိုက်တဲ့အနေအထားမျိုးကျွန်တော်မြင်တွေ့ရတဲ့အခါမှာပထမပိုင်းတစ်ပိုင်းလုံးရဲ့အကောင်းဆုံးကစားသမားဖြစ်အန်ဒရီဆန်တိုကိုတော့ကျွန်တော်တို့သတ်မှတ်ခဲ့ကြတယ်ပေါ့နော်โอเคဒါကကျွန်တော်တို့အသစ်ဝယ်လိုက်တဲ့ကစားသမားတဲမှာတကယ်ကျင်းနေရတဲ့ကစားသမားပေါ့တပွဲပဲရှိသေးတော့အများကြီးတော့ပြောလို့တော့မရသေးဘူးခြေစမ်းပွဲလည်းဖြစ်နေတယ်ဒါပေမဲ့လည်းအဲ့ဒီတပွဲရဲ့ဒါခြေစမ်းရဆိုတော့ကျွန်တော်တို့ကျင်းနေတယ်โอเคနောက်ထပ်တစ်ယောက်ကတော့ကျွန်တော်တို့မေဆာမောက်ပေါ့နော်ဂိုးတော့မရခဲ့ဘူးပထမပိုင်းမှာ1-0နဲ့ရှုံးခဲ့တယ်ဒါနောက်တန်းချိတ်ဆက်မှုအားနည်းမှုကြောင့်ဒါရှုံးခဲ့တဲ့အနေအထားမျိုးဖြစ်တယ်ဆိုတော့မေဆာမောက်အနေနဲ့ဂိုးမရခဲ့ပြီမဲ့တိုက်စစ်ကိုချိတ်ဆက်ပေးတဲ့နေရာမှာတော်တော်လေးအသုံးဝင်တယ်ဒီ United နီးပြမိုက်ကယ်ကာရီရဲ့ဒီကစားကွက်မှာတော်တော်လေးအံဝင်လာနိုင်မဲ့ကစားသမားလို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့တစ်ခုတော့ရှိတာပေါ့ဗျာမေဆာမောက်အနေနဲ့ဒဏ်ရာခဏမရနေဘူးတော့ဒါအရေးကြီးလိုအပ်တယ်ဗျ Okay ဆိုတော့ United ဒီဒုတိယပိုင်းတစ်ပိုင်းလုံးကတော့လူငယ်ကစားသမားတွေရဲ့17ယောက်လုံးလဲသွားတဲ့အခါမှာလူငယ်ကစားသမားတွေတကယ်လဲကောင်းခဲ့တာကျွန်တော်တွေ့တယ်တချို့တကယ် performance ကောင်းအောင်ပြနိုင်ခဲ့တာတွေ့တယ်အဲ့တော့ပြီးခဲ့တဲ့ပွဲစဉ်မှာကျွန်တော်တို့ဘယ်လိုများအားမရခဲ့တာတော့ Joshua Zirkzee ပဲအခုချိန်ဒီ final တက်ဆုံးတော့မသူဘာလို့လောက်အောင်မသိသေးဘူးတိုင်ပန်သိရဲ့ပေါက်ဆဲရောက်ပြီဆိုသူဘာမှလုပ်လို့မတက်ဘူးအနေထားမျိုးကျွန်တော်ခဏမြင်ရတယ်ဟုတ်ပြီဒီရာသီမှာသာ Joshua Zirkzee အနေနဲ့ဒီခြေစမ်းပွဲတွေမှာကောင်းကောင်းမပြနိုင်ခဲ့ဘူးဆိုတော့ရာသီအစမှာဒီပြောင်းရွှေ့ရာသီမပိတ်ခင်မှာတော့ရောင်းထုတ်သွားခံရဖို့ရှိနေတဲ့ဆိုတော့ပြီးခဲ့တဲ့ရာသီကလည်းအရန်ကုန်အများစုထိုင်ရတဲ့ခြေစွမ်းမကောင်းမှုကြောင့်အရန်ကုန်အများစုထိုင်ရတဲ့အနေအထားမျိုး Joshua Zirkzee ဒီမကြိုးစားခဲ့ဘူးဆိုရင်ကျင်းသိတယ်ကျွန်တော်တို့ United ကနေပြီးတော့စောစီစွန့်ခွာသွားမယ်ကစားသမားဖြစ်လာလိမ့်မယ်ဟုတ်ပြီအဲ့တော့အခု Rosenborg နဲ့ပွဲစဉ်မှာလည်းဒါပြီးခဲ့တဲ့ပွဲစဉ်ကလို့ပဲပထမပိုင်း17ယောက်ဒုတိယပိုင်း17ယောက်ကစားသွားနိုင်ခြေရှိတယ်ဒီပွဲစဉ်မှာကျွန်တော်တို့ဒါ United အသင်းရဲ့ဒီနှစ်ရာသီမှာကျူးကြားလုပ်ထားတဲ့ကျွန်တော်တို့စတုဒ္ဒမြောက်ဝစ်စုံပေါ့နော်အပြာရောင်ကိုဒါကျွန်တော်တို့ဝစ်စင်ကစားမယ်ဆိုတော့ United အသင်းကဒီပွဲစဉ်မှာကျွန်တော်ဒီကစားသမားတော်တော်များများလည်းပြန်ပါလာမယ်လို့ကျွန်တော်တို့သိရတယ်ဆိုတော့ရလက်ကဘယ်လိုပဲထွက်နေပါစေနိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေကျွန်တော်တို့အရေးမကြည့်ဘူးခြေစမ်းပွဲနေထားဖြစ်တဲ့အတွက်ဒါပေမဲ့လည်းကစားကွက်ကောင်းမွန်မှုနဲ့ကျွန်တော်တို့ကိုရရှိနိုင်တဲ့ဒါကျွန်တော်တို့အခြေအနေဘယ်လောက်ရှိလဲဆိုတဲ့အပေါ်မှာမိုက်ကယ်ကာရီလုံးပြဖို့တော့လိုလိမ့်မယ်လို့ထင်တယ်ဒီပွဲစဉ်ကကျွန်တော်တို့ရာသီအသစ်အတွက်အဆင်သင့်ဖြစ်ပြီလားကွင်းလယ်ကကက်စမဲရိုထောက်ကသွားပြီးနောက်ပိုင်းဘယ်လောက်ထိ effective ဖြစ်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့တွေကြည့်ရှုရမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and follow လေးလုပ်ပေးခဲ့ကြပါဦးခင်ဗျ